မင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့နေ့စဉ်နေ့တိုင်းတွေ့နေရတဲ့မန်ဒေလို့ထင်ရပေမဲ့အမြဲတမ်းအတန်ထွက်မားနေတဲ့စကားလုံး၅လုံးကိုဒီဗီဒီယိုမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီစကားလုံးလေးတွေကကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲတမ်းတွေ့ရတယ်ဒါမဲ့ပေါ့နော်ဒီအတန်ထွက်မားနေတဲ့ဟာလေးတွေကိုနည်းနည်းပြင်ပေးချင်လို့ဒီဗီဒီယိုလုပ်ရခြင်းဖြစ်ပါတယ်ဆိုတော့ let's get startedပထမဦးဆုံးအနေနဲ့ဒီစကားလုံးဘယ်လိုမျိုးအတန်ထွက်ကြတယ်လဲpronunciation or pronunciation ဘယ်လိုအတန်ထွက်ကြလဲ pronunciation ဆိုရင်မှန်ပါတယ် pronunciation လို့ဒီကျောင်းသားတော်တော်များများအတန်ထွက်တာကိုတတိထားမိတယ်သူရဲ့ verb အတန်ထွက်ဒီဆိုတဲ့စကားလုံးက pronounce မှန်ပါတယ်ဒါပေမဲ့အတန်ထွက်ဆိုတဲ့ noun စကားလုံးကpronunciation မဟုတ်ပါဘူး pronunciation for example what is the correct pronunciation of this word ဒီစကားလုံးရဲ့အတန်ထွက်အမှန်ကဘာလဲ what is the correct pronunciation of this word the second one က sayပြောဒီဆိုတဲ့ဒီစကားလုံးကို say လို့အတန်ထွက်တာအားလုံးဒီပြီးသားဖြစ်မှာပါဒါပေမဲ့နောက်မှာ as ထည့်လိုက်လို့ရှင်ပေါ့နော် says လို့တချို့ရအတန်ထွက်တာကိုတတိထားမိတယ်ဒါပေမဲ့ says အတန်မထွက်ပါဘူး says လို့အတန်ထွက်ရပါတယ် for example who says you can be successful မင်းမအောင်မြင်နိုင်ဘူးလို့ဘယ်သူပြောလဲ who says you can be successfulတတိယစကားလုံးကပုဒ်တခုနဲ့ကို Wednesday လို့ထွက်ကြတယ်ဒါပေမဲ့သူရဲ့အတန်ထွက်အမှန်က Wednesday လို့အတန်ထွက်ရပါတယ်အခုချိန်မှာစင်စင်ဓမ္မကျမ်းစာကျောင်းတက်နေတယ်ပုဒ်တခုနဲ့တွေမှာစင်စင်တို့ဒီ worship service program ဆိုတာပုဒ်တခုနဲ့တိုင်းလုပ်ကြတယ်အဲ့ဒါကို we have a worship service program on Wednesdays We have a worship service program on Wednesdays. နောက်ထပ်လေးလုံးမြောက်စကားလုံးကဒီစကားလုံး comfortable အဲ့လိုမျိုးထွက်ကြတယ်ပေါ့နော်သူရဲ့အတန်ထွက်အမှန်က comfortable အဲ့လိုအတန်ထွက်ရပါတယ် for example ဥပမာအနေနဲ့I don't feel comfortable talking about it အဲ့ဒီအကြောင်းကိုပြောဖို့တက်တောင့်တက်တာရှိတယ်လို့မခံစားရဘူး I don't feel comfortable talking about it နောက်ဆုံးစကားလုံးကတပ်ပုံဆရာကို photographer လို့အတန်ထွက်ကြတာကိုတတိထားမိတယ်တပ်ပုံဆိုရင်တော့အရှေ့ကောက်အနေနဲ့ photographအဒူကောက်ဆိုရင် photo ပေါ့နော် photo ဒါပေမဲ့တပ်ပုံဆရာဆိုရင် photographer အဲ့လိုအတန်ထွက်ရပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ Do you know a good photographer မင်းကောင်းတဲ့တပ်ပုံဆရာတယောက်ကိုသိသလား Do you know a good photographer နောက်တစ်ခု example တစ်ခုပေးချင်တာက I have a friend who is a photographerကျွန်တော်မှာတပ်ပုံဆရာတငယ်ချင်းတယောက်ရှိပါတယ် I have a friend who is a photographer ဆိုတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်အားလုံးပေါ်ဖျက်ရှင်ကောင်းကြည့်ပေးပါစီ To the place I belong where mercy is strong where grace is my song I've wandered too far but you never let go Jesus I'm ready